တင်ရဒီ season မှာ run တက်ရှင်တယ်လို့လားဒါဆိုရင်ဒီ video လေးကြည့်လိုက်ပါအရှင်ဆုံးဘောင်းအနေနဲ့ row ရွေးဖို့လိုပါတယ်မိမိကျွမ်းကျင်တဲ့ row 2 row 3 row လောက်တော့အနည်းဆုံး train ထားသင့်ပါတယ်ပြီးတော့လက်ရှိမန်တာဝင်နေ hero တွေက hero 3-4 ကောင်လောက်ကို train ရပါမယ်နောက်ပြီး solo မစော်ဘဲနဲ့ judo trio party နဲ့စော်ခြင်းအပြင် brother ရဲ့ star တွေကိုတစ်ခါလဲ save ပြီးသားဖြစ်မှာပါအကယ်လို့ brother အနေနဲ့ solo ပဲစော့ပြီးတော့ public ကအချောင်ဘရိုလေးတွေနဲ့တွေ့ခဲ့မယ်ဆိုရင်သိကြပါတယ်အိုက်ပွဲကလုံးဝကိုတဖီးဖို့များပါတယ်နောက်ဆုံးတစ်ခုကတော့ network ပါတင်ရဘလောက်ပဲစကေးတွေစောင်းရမ်းကျန်းနေပါစေဗဒယ်ထဲမှာ line တစ်ချက်လက်သွားတာနဲ့ enemy တင်းရဲ့စွန်ကြီးဝိုင်းလောင်းခြင်းကိုခံရပြီးအဲ့ပွဲလဲဖေးနိုင်ပါတယ်ဒါကြောင့် run မဆော့ခင်ပင်ရင်ဆုံးတစ်ချက်စစ်ပြီးတော့ပင်ငိမ်မှသာ run ဆက်ဆော့ဖို့အကြံပေးပါတယ်ပုံမှန်အားဖြင့်လူဆောင်နေတဲ့ညဘက်လိုချိန်မျိုးတွေမှာရွေးပြီးတော့ဆော့တာကပင်ငိမ်စေနိုင်ပါတယ်အဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီကိုကျေးဇူးအထူးတင်ပါတယ်